နှစ်လက်မဆိုင်မွေးနေ့ကိတ်လေးလုပ်နေတာဖြစ်ပါတယ်။ပြည်ပနေပြီးတော့မှပြည်တွင်းမှာကြံခဲ့တဲ့မိသားစုတွေအားလုံးအတွက်အမြဲတမ်းမပေးနေကြကိုကစတမာလေးကမမေအတွက်ဆိုပြီးတော့မှာထားတဲ့ကိတ်လေးပါ။ Hello Fury မှာ3ချိန်နဲ့အထက်မွေးနေ့ကိတ်မှာယူတဲ့ကိုကစတမာတွေကိုအမြဲတမ်းပဲ5% discount ရှော့ပေးပါတယ်နော်။မွေးနေ့ကိတ်လေးတွေမှာတော့10လုံးပြည့်သွားပြီဆိုရင်လည်းတစ်လုံးလက်ဆောင်ကိုပေးပါတယ်ရှင်။ Fury ကတော့မန္တလေးမြို့ကဖြစ်ပါတယ်။မိမိစိတ်ကြိုက် customize ကိတ်ဒီဇိုင်းလေးရဖို့တစ်ရက်ဒါမှမဟုတ်2ရက်ကြိုမှရင်ပို့ပြီးတော့အဆင်ပြေပါတယ်ရှင်။ပြုတ်လုပ်ထားပြီးသား ready လုပ်ထားတဲ့ကိတ်မရှိပါဘူးနော်။တစ်နှစ်မှာတစ်ခါပဲကြာရောက်တဲ့မွေးနေ့လေးအတွက်မွေးနေ့ကိတ်လေးမားတဲ့အခါမွေးနေ့ရှင်စိတ်ကြိုက်ဒီဇိုင်းလေးတွေအယောင်လေးတွေ size လေးတွေရွေးပြီးတော့မှမွေးနေ့ရှင်ရဲ့နာမည်လေးကိုရေးပြီးတော့မှကိတ်လေးကိုပြင်ဆင်ပြုလုပ်လို့ရတာမို့လို့မင်းတို့ကပြုလုပ်ပြီးသားကို cancel လို့မရပါဘူးเนาะပြန်ပြီးတော့မှတခြားတစ်ယောက်ကိုရောင်းဖို့အတွက်ကြတော့အဆင်မပြေဘူးပေါ့เนาะဒါကြောင့်မို့လို့မင်းတို့ကကိတ်လေးမှာမယ်ဆိုရင်စရန်အနှဲငယ်ကိုအရင်လက်ခံပါတယ်ရှင်အဝေးရနေမန္တလေးမှာရှိတဲ့မွေးနေ့ရှင်လေးတွေအတွက်မှာပေးချင်တယ်ဆိုရင်လည်း KPay Webpay AirPay CBPay စတဲ့ mobile banking တွေနဲ့လည်းပေးချေလို့ရပါတယ်ရှင်။ငွေသားနဲ့အိမ်ရောက်မှရှင်းမယ်ဆိုရင်တော့စရန်အနှဲငယ်အရင်ကြိုလဲထားမယ်ဆိုရင်အိမ်လာပို့တဲ့အချိန်မှာ delivery လေးကိုငွေသားနဲ့ရှင်းလိုက်လို့ရပါတယ်နော်။